အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရုံပိတ်ရတော့ကျွန်တော်တို့အိမ်မှာဂျာဆန်ပြုတ်လေးလှုပ်ရှားဖြစ်ပါတယ်ပါဝင်ပစ္စည်းအနေငယ်များလဲဆိုပေမဲ့လှုပ်ရတာလဲလွယ်ကူရရှင်းပြီးအရသာလဲရမ်းကောင်းပါတယ်ကျွန်တော်ပြောတဲ့အတိုင်းလိုက်လှုပ်ရှားမယ်ဆိုရင် GO နီးပါးကောင်းတဲ့ဂျာဆန်ပြုတ်ကိုအိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားလို့ရပါတယ်ဂျာဆန်ပြုတ်ထဲကိုအရင်ဦးဆုံးကြက်ယူပြုတ်ထားလိုက်ပါတယ်ပြီးရင်တော့ဂျာဆန်ကိုရီစိန်ထားလိုက်ပါတယ်ကြက်ယူပြုတ်ကိုတော့တန်းတန်းရှင်းရှင်းလိုချင်တဲ့အတွက်တရေပြုတ်သွန်ပြီးမှနောက်တရေထပ်တဲ့မှာဖြစ်တယ်ပေါ့နော်ပထမတရေကိုတော့15မိနစ်လောက်ပေါ့ဆူအောင်တည်ထားလိုက်ပါတယ်ကြက်ယူပြုတ်နေတော့တစ်ဖက်မှာလည်းလိုအပ်တဲ့အစာပလာတွေကိုစပြီးတော့ပြင်ပါမယ်ဂျာဆန်ပြုတ်ထဲမှာအနံ့ရတာမှွေအောင်ကျက်သွန်ဖြူစီချက်လေးထဲမှာဖြစ်တဲ့အတွက်ကျက်သွန်ဖြူကိုဒါပါရိုက်ပြီးတော့နနုတ်ကလေးတွေဆင်းထားလိုက်ပါတယ်ကျက်သွန်ဖြူကိုစီမွေးလုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့၄မှလောက်ပဲသုံးထားပါတယ်မိတ်ဆွေတို့မှဒီတက်ကောင်းတဲ့အချက်ညံလေးရှိတယ်ဆိုရင်လည်း share ပေးသွားလို့ရပါတယ်နော်ကျွန်တော်ခုချက်ပြတဲ့ဂျာဆန်ပြုတ်ကအမေများပြီမဲ့အချိန်သိမ့်မကုန်ပါဘူးမြင်မြင်ဆက်ဆက်နဲ့လုပ်လို့ရပါတယ်ကြက်ယူပြုတ်ကဆူလာပြီဆိုရင်တော့ပထမတရေပြုတ်ထားတာကိုဖယ်ပြီးတော့မှဒုတိယတရေထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ကြက်ယူပြုတ်တာကိုတော့ကိုယ်အဆင်ပြေသလိုပြုတ်လို့ရပါတယ်ကျွန်တော်ကတော့တရေပြုတ်သွန်ပြီးမှတည်တာကပူသက်ရှင်နေလို့ခံစားရလို့တရေပြုတ်သွန်ပြီးမှတည်တာပါအခုတစ်ခါကြက်ယူပြုတ်တာကိုတော့ပေါင်းနဲ့ပြောင်းတယ်မှာပါအရသာအတွက်ချက်သားမှုနဲ့ငယ်ထည့်ပြီးတာနဲ့ရင်တွေထည့်လိုက်ပါတယ်ကြက်ယူပြုတ်ကိုတော့ဘာမှမထည့်ပဲ plain တည်လို့ရပါတယ်ကျွန်တော်ကတော့အိမ်မှာအာလူတစ်လုံးပို့နေလို့ကြက်ယူပြုတ်ထဲကိုထည့်ပြုတ်မှာဖြစ်တယ်ပေါ့နော်အာလူကိုအခွန်ခွာပြီးရင်တော့ရေဆေးလေးစိတ်ပြီးရင်တော့ကြက်ယူပြုတ်ထဲထည့်ပြုတ်လိုက်မှာဖြစ်တယ်ပေါ့နော်ကြက်ယူပြုတ်ထဲကိုအာလူထည့်ပြီးရင်တော့ကျွန်တော်ကတနားရီလောက်တည်ပြီးထားလိုက်ပါတယ်ကြက်ယူကိုတော့ collagen တွေထွက်လာပြီးအဖြူရောင်ပြောင်းတဲ့အထိတနားရီလောက်စတိုက်တည်ပြီးတော့မှဖြစ်တယ်ပေါ့နော်ကြက်ယူပြုတ်ထားတဲ့တော့တွင်မှာကြက်သွန်ဖြူကိုမွေးနေအောင်စီချက်တက်လိုက်ပါမယ်ပြီးရင်တော့ဂျာဆန်စားပြုတ်ဖို့အတွက်လိုအပ်တဲ့အစာပလာတွေပြင်ပါမယ်အစာပလာတော့ကတော့ကျွန်တော်ကမုံညင်းဖြူသုံးထားပါတယ်ပြီးရင်တော့အမဲသားလုံးကြက်ကြော်လုံးလေးတွေထည့်သုံးထားပါတယ်ကျွန်တော်ဒီမှာဂျမဲပူနေရလေးရှိလို့ဂျမဲတွေပါထပ်ထည့်လိုက်ပါတယ်အရွက်ကိုတော့မုံညင်းဖြူအိုးမုံညင်းနှစ်ခုလုံးသုံးထားပါတယ်ပြီးရင်တော့ပဲပြားကိုလည်းအပိုင်းလိုက်လေးလှီထားလိုက်ပါတယ်ကြက်ယူပြုတ်ထားလည်း ready ဖြစ်ပြီဆိုရင်တော့ဂျာဆန်ပြုတ်စားပါတော့မယ်ပထမအဆုံးစီမွေးထည့်ပါတယ်ပြီးရင်တော့ကြက်ယူပြုတ်ထားတဲ့ကြက်ယူရဲ့အာလူရဲ့ကိုထည့်ပါတယ်ပြီးတာနဲ့ဂျာဆန်ကိုထည့်လိုက်ပါတယ်ဂျာဆန်ကခဏလေးနဲ့နူးလွှဲတဲ့အတွက်ကိုထည့်ချင်တဲ့အစာပလာတွေကိုဂျာဆန်ထည့်ပြီးတာနဲ့တန်ထည့်ပြုတ်ပါမယ်ဂျာဆန်ပြုတ်ခောက်ဆွဲပြုတ်ဆိုတာကတော့ကိုစားချင်တဲ့အစာပလာတွေကိုတန်းစီပြီးတော့မှထည့်စားလို့ရပါတယ်ဟိုကထည့်ရမယ်ဒီကမထည့်ရဘူးဆိုတာမျိုးမရှိပါဘူးအဲ့တော့ကျွန်တော်ကလည်းကိုစားချင်တဲ့အသီးရွက်တွေအားလုံးကိုစုံနေအောင်ထည့်လိုက်ပါတယ်ပြီးရင်တော့ပေါ့ဆူလာအောင်ခဏတည်ထားလိုက်ပါတယ်ဂျာဆန်လည်းနူးလာပြီဆိုရင်တော့ကျွန်တော်ကအလုံးနှံ့သွားအောင်မှွေပြီးရင်တော့အရသာထည့်ပြီးတော့တည်လိုက်မှာဖြစ်တယ်ပေါ့နော်ချက်သားပြုတ်ရည်ထဲမှာအရသာအနေငယ်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အရသာအနေတော့ဖြစ်အောင်လို့ကျွန်တော်ကချက်သားမှုတစ်မျိုးတွေကိုထည့်ပြီးသုံးလိုက်ပါတယ်ချက်သားမှုထည့်မွေပြီးလို့အရသာအနေတော့ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးပေးအနေနဲ့ကျွန်တော်ကကြက်ဥတစ်လုံးကိုဖောက်ထည့်လိုက်ပါတယ်ကျွန်တော်ကတော့ကြက်ဥကြအောင်လို့အနည်းငယ်အချိန်ပေးပြီးတော့ထားတည်လိုက်ပါတယ်ကြက်ဥချက်ပြီးဆိုရင်တော့ကိုကငရုတ်ကောင်းကြိုက်တတ်တယ်ဆိုရင်ငရုတ်ကောင်းလေးထည့်ပြီးတော့သုံးဆောင်လို့ရပါပြီအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်